ရာတမီးနဲ့လေးမတိုးပါဘူးရွှေဘိုးသူမန်နှမ်းမိမင်္ဂလာလေးပြတော့ချိုးပါဗျာအဲ့ဒီပိုင်သားရတော့မတော်ရွာထိတ်ရွာနမိတ်ကခွာလေးကောက်မြင်းကောက်ရှင်မြမမြူရှင်တိုင်းမြူရှင်ကြောက်တလုံးမြင့်မြရှင်ရွှေစစ်တဲ့မြူရှင်မြူရှင်နာကြီးများအမှုတည်တော်ထားလေမြရှင်အဖေကြီးရွှေလေးပြတော့ချိုးပါဗျာပွဲဦးမင်းပွဲလည်းမင်းပွဲသိမ်းမင်းကြီးကျိုးတရေလေးလက်ခေါက်ဒုတိယ၅ပြပိုင်ဆိုင်ငယ်စုပါတယ်ဘဘကျော်ရွှေနှမ်းမင်းမင်္ဂလာလေးပြတော့ချိုးပါဗျာတော်မြတ်တောင်ကလကကျေးဇူးတော်ရှင်နှသိမ့်နေမယ်ဖေရမင်္ဂလာရွှေလေးပြတော့ချိုးပါဗျာရွှေလေးပြခါကြွတော့အရိယာနဲ့ကျော်တဲ့တော်ပိုင်စားတောင်မျိုးပူပူကြီးပါဗျာမင်္ဂလာရွှေလေးပြတော့ချိုးပါဗျာဘဘတောင်မြတ်တောင်ကလကကျေးဇူးတော်ရှင်နှသိမ့်နေမယ်ဖေရဒီနေ့တိရတားနေတယ်ရွှေရုံးသခင်ကျေးဇူးရှင်ပါဗျာရာဇာခွာမဟာဂရီအမျိုးနဲ့သခင်ကျေးဇူးရှင်များအမှုတည်တော်ထားလျက်သုဒ္ဓကလေးပေါ်နဲ့ကြောင်းမှာတော့အမျိုးမြတ်သောအခုနာကြိုက်နေမယ်တော့မင်္ဂလာလေးပြတော့ချိုးပါခါသမ မှာဖြင့်အီတလီနိုင်ငံဗန်နစ်တို့မှာရန်ကုန်ဝင်းနိုင်နှင့်ရွာသားကျော်မြမပြည်ကြောက်စိမ့်တို့ရဲ့ဒေဝဌာနဗလိနတ်စာရိုးရာပွဲစီစဉ်စတင်ဖြစ်ခြင်းကြောင့်ဘုံတော်နန္ဒခန္တော်နန္ဒဉာဏ်တော်နန္ဒတကူတော်အနန္ဒစัจ java လာဖြတ်မြတ်မှုတကူကြော်တော်မူသောမြတ်စွာဘုရားအားထူးမခြားနာနဲ့ပြောကြအောင်ဆို